င်္ဂလာပါဗျထိုင်ဖက်ပေါ့နော်လိုင်းပေါ်မှာတွေ့နေရတဲ့ကိစ္စတော်တော်များများကတော့နော်မင်္ဂလာမရှိတဲ့ဟာတွေတော်တော်များများမြင်နေရတယ်ပေါ့နော်ဒါတော့တစ်ပိုင်းပေါ့လေဒါပေမဲ့ကျွန်တော်တို့သမောသားလောကမှာလည်းအလားတူပဲမင်္ဂလာမရှိတဲ့ကိစ္စရပ်တွေအများကြီးဖြစ်နေတယ်ပေါ့နော်ဘာကြောင့်ဖြစ်ရလဲလို့ဆိုတဲ့အခါကျတော့နော်နိုင်ငံရေးအခြေအနေအရလိမ်မဲ့လူနဲ့လိမ်ခံမဲ့လူနဲ့လည်းတစ်ခါတလေကြလို့ရှိရင်နှစ်ယောက်ပေါင်းမိသွားကြပြီးတော့နော်ပြဿနာဖြစ်မှသာအမေကဲပါအရက်ကဲပါလောက်ကြတာပေါ့နော်ဒါတော့လက်ရှိဖြစ်နေတဲ့အကြောင်းလေးပြောတာပေါ့လေဒါပေမဲ့ကျွန်တော်တို့2020နဲ့ပတ်သက်တဲ့ကိုဗစ်ကာလအတွင်းသဘောသားတွေအကြောင်းပြောရမယ်ဆိုလို့ရှိရင်တော့ဗျာနော်ကျွန်တော်တို့စီကံရှိဖို့လိုမယ်လို့ထင်တယ်ပေါ့နော်။ဘာကြောင့်လဲလို့ပြောရလဲလို့ဆိုတော့ကျွန်တော်တို့2020ပေါ့နော်ဒီမတ်လမှာကျွန်တော်တို့တိုင်းပြည်မှာဒီကိုဗစ်နဲ့ပတ်သက်တဲ့ကန့်သတ်ချက်တွေစပြီးလှုပ်လာတယ်ပေါ့နော်။လှုပ်လာပြီးတဲ့နောက်မှာကျွန်တော်တို့ကပြည်ဆိုင်ရာမှာရှိတဲ့သင်္ဘောသားနဲ့ပတ်သက်တဲ့ဖွဲ့စည်းတွေအသင်းတွေကိုကျွန်တော်တို့ရှောက်ပြီးလေ့လာတဲ့အခါမှာပြည်သည့်နိုင်ငံသားသင်္ဘောသားမဆိုပေါ့နော်ဒီကိုဗစ်ရောဂါကင်းရှင်းကြောင်းစစ်တာနဲ့စီလမရှိပြီးမှအလောက်ခံမယ်လို့ကြေညာချက်တွေထုတ်ပြန်တာတွေ့ရတယ်ပေါ့နော်တွေ့ရတဲ့အတွက်လည်းကျွန်တော်တို့အကိစ္စလေးကိုကျမကြီးဝန်ကြီးဌာနကိုတင်ပြခဲ့ပြီးတော့သင်္ဘောသားတွေအတွက်တည်တံ့နော်ဒီကိုဗစ်ရောဂါကင်းရှင်းကြောင်းစစ်ချင်းနဲ့ဆေးလက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်ကိုလုပ်ကိုင်နိုင်ခဲ့တယ်ပေါ့နော်လုပ်ကိုင်ခဲ့တဲ့အခါမှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ပထမအဆုံးစချင်းလုပ်တဲ့အချိန်ပါဗျသူကကျွန်တော်တို့ဒီ NHL ပေါ့နော် National Health Laboratory Department ကသူကဒီဆေးစစ်တဲ့ကိစ္စကိုလုပ်ပေးတယ်ပေါ့နော်လုပ်ပေးတဲ့အခါကျတော့ကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့လူစုရတယ်စီးရင်ပြုစုပေးရတယ်လိုအပ်တဲ့အချက်လက်တွေအကုန်လုံးစုဆောင်းပြီးတော့ကျွန်တော်တို့ NHL ကိုပို့ပြီးရင်သူတို့ကကျွန်တော်တို့တိုးပတ်ယူတဲ့ကိစ္စကိုလုပ်တယ်ပေါ့နော်လုပ်ပြီးရင်နောက်နေ့မှာကျွန်တော်တို့ယောဂကင်းရှင်းကြောင်းနောက်မို့ယောဂရှိကြောင်းဆေးလက်မှတ်တွေထုတ်ပေးတယ်ပေါ့နော်အဲ့လိုလုပ်နေနေဘာဖြစ်လာလဲလို့ဆိုတော့ကျွန်တော်တို့ရှိကကျွန်တော်တို့လူတွေကလည်းကျွန်တော်တို့လူတွေပဲဗျနော်ဒီယောဂဖြစ်တဲ့လူကိုသူကမြို့နယ်ကျန်းမာရေးမှုရှိကိုသူက NHL အကြောင်းကြားပြီးမြို့နယ်ကျန်းမာရေးမှုကသက်ဆိုင်တဲ့ quarantine center ကိုပို့ပေးတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ပထမဆုံး